ကိုယ့်ရဲ့ရုပ်ခန္ဓာတွေကနေခဏလောက်ထပ်ပြီးရှောက်သွားကြည့်လို့ရရဲ့ဘယ်လိုနေမလဲအဲ့လိုအတွင်းမျိုးတွေးဖို့ကြလားဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့အဲ့ဒီလိုစိတ်ဝင်စားစရာကောင်းသလောက်တချို့ကအန်ဒီရယ်လဲရှိနိုင်တယ်လို့ပြောကြတဲ့ဝိညာဉ်လွှင့်ခြင်းလူ astral projection ရဲ့ရှုပ်ဝက်ဆန်းကျတဲ့ကဘာအကြောင်းပါပဲ ကဲအရင်ဆုံးဒါပါလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ကြအောင်ဝိညာဉ်လွှင့်ခြင်းဆိုတာကရည်ရွယ်ချက်ရှိနဲ့ကိုယ့်ရဲ့ရုပ်ခန္ဓာထဲကနေအသိစိတ်ကိုခွဲထုတ်ပြီး astral plan လို့ခေါ်တဲ့နာမ်လောကထဲမှာခရီးသွားတာကိုပြောတာမှာဒါကအိမ်မက်မတန်နဲ့လုံးဝမတူဘူးနော်ကိုယ့်ရဲ့အသိစိတ်ကအပြည့်အဝနိုးချနေပြီးရုပ်ခန္ဓာနဲ့တီးခြားစီဖြစ်နေတယ်ဆိုတဲ့ခံစားမှုမျိုးကိုအခြေခံထားတာပါဆိုတော့ဒီနေရာမှာအဓိကမေခွန်းတစ်ခုထွက်လာပြီဒါလူစိတ်ကူးရဲ့အဆုံးစွန်ထိတွားနိုင်တဲ့စွမ်းရည်တစ်ခုလားဒါမှမဟုတ်တကယ်ကိုတတိထားရမယ့်အန်ဒီတွေပုံကွယ်နေသလားဒီတစ်ခေါက်တင်ဆက်မှုမှာတော့ဒီ EU စရဲ့ရှုထောင့်တစ်ခုလုံးကိုလေ့လာကြည့်ကြမှာပါကဲပထမဆုံးအပိုင်းအနေနဲ့ဝိညာဉ်ခီးစဉ်ဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်လေ့လာလိုက်စားတဲ့လေကဒီအတွေ့အကြုံကိုဘယ်လိုမျိုးဖော်ပြကြတယ်လဲရှင်းရှင်းပြောရရင်ကိုယ်ခန္ဓာကိုယ်ကအိယာပေါ်မှာရှိနေတော့ကိုယ်အသေးစိတ်ကအခန်းထောင်းကနေကိုပြန်ငုံကြည့်နေတာမျိုးပေါ့အိမ်မက်မနေတာနဲ့လုံးဝမတူအသေးစိတ်ကအပြည့်အဝနိုးချနေတယ်ကြီးလေးနေတယ်လို့ဆိုကြတယ်ရုပ်ခန္ဓာရဲ့အကန့်အသတ်တွေကနေခဏတာလွတ်မြောက်သွားသလိုခံစားရတာမျိုးပေါ့ဒီအကြောင်းနဲ့ပတ်သက်ပြီးအရာထိမိအဆိုတစ်ခုရှိတယ်ခန္ဓာကိုယ်ကနေထောက်သွားတာဟာလွတ်လပ်မှုပဲဒါမဲ့လွတ်လပ်မှုတိုင်းမှာသူ့စီမင်းနဲ့သူရှိရတယ်ကြားတာနဲ့ကြက်တိထားစေကောင်းတယ်နော်လွတ်လပ်တယ်ဆိုပေမဲ့လိုင်းနာရမယ်တတိထားရမယ်အရာတွေလည်းရှိနေတယ်ဆိုတဲ့သဘောပါပဲ Okay ဒါဆိုမေးစရာရှိတာကဟိုအဝေးကြီးကိုခရီးထွက်နေတဲ့ဝဉ္ဉင်နဲ့ဒီမှာကြံခဲ့တဲ့ခန္ဓာကိုယ်အဲ့ဒီနှစ်ခုကြားကဆက်သွယ်မှုကိုရောဘယ်လိုလုပ်ထားတာလဲဒီအပိုင်းမှာအဲ့ဒီအရေးပါတဲ့ဆက်သွယ်မှုအကြောင်းကိုကြည့်ကြရအောင်အဲ့ဒီဆက်သွယ်မှုကိုငွေအောင်ကျိုးလို့ခေါ်ကြတယ်ဒါကဒီယူဆတွေမှာအယံကိုအရေးကြီးတဲ့အချက်ပဲဒီနည်းပြောရရင်တော့ဒါဟာရုပ်ခန္ဓာနဲ့ဝိညာဉ်ကိုချိတ်ဆက်ထားတဲ့အသက်ကြို lifeline လို့ပြောလို့ရပါတယ်ဒီလိုလေးမြင်အောင်ကြည့်လိုက်နံပါတ်1ကရုပ်ခန္ဓာဒါကရုပ်လောကမှာကြောက်ချထားတဲ့တင်မောကြီးလိုပဲနံပါတ်2ကငွေအောင်ကျိုးအဲ့ဒါကတင်မောနဲ့စေကန်းကိုချိတ်ထားတဲ့ကျိုးပေါ့ပြီးတော့နံပါတ်3ကဝိညာဉ်ဒါတင်မောကနေခွဲထွက်ပြီးပက်လက်တဲ့ရှောက်သွားနေတဲ့ရေငုတ်သမားလိုပဲဒီသုံးခုကအများနဲ့ချိတ်ဆက်နေရမယ်လို့ဆိုပါတယ်ကဲအခုစိတ်လှရှားစရာကောင်းကင်အပိုင်းနေပြီးတော့နည်းနည်းလေးတတိထားရမယ့်ပိုင်းကိုရောက်လာပါပြီဒီခီးစဉ်ရဲ့အန်ဒီရီအကြောင်းပေါ့စိတ်ရဲ့နေနေမြစ်တွေကိုကြော်ပြီးသွားတဲ့အခါဘာတွေဖြစ်လာနိုင်လဲပထမဆုံးတတိပေးကြတာကတော့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပဲဟုတ်တယ်ဒီတွေ့ကြုံကအံ့ဩစရာကောင်းနိုင်တယ်လို့ပဲတချို့လူတွေအတွက်တော့တကယ်ကိုထိတ်လန့်စရာအိမ်မက်ဆိုစကိုဖြစ်သွားနိုင်ပါတယ်ဥပမာဘယ်လိုမျိုးလဲဆိုတော့တချို့တွေမှာဆိုရင်အကြောင်းပြချက်မရှိပဲကြောက်စိတ်တွေရမ်းဝင်လာတာလူတွေကိုမယုံတော့တာမျိုးတွေဖြစ်တတ်တယ်ပြီးတော့ကိုယ်ပဲရောက်နေမှမသိအချိန်မလောက်ရှိပြီလည်းမသိလုံးဝတေးရှည်ရတာထည့်သွားတာမျိုးအဆိုးဆုံးကတော့လက်တွေ့ဘဝနဲ့ဟိုဘက်ကဘာကိုမခွဲနိုင်တော့တာအဲ့ဒီကထိလန်းဆရာတွေးကြုံတွေကစိတ်ထဲမှာဆွဲပြီးဒဏ်ရာလိုကြမ်းနေတာမျိုးတွေပေါ့စိတ်ပိုင်းဆိုင်ရာတည်းမဟုတ်သေးဘူးနောက်တစ်ခုကဝိညာဉ်ပိုင်းဆိုင်ရာအာနယ်မှု spiritual vulnerability ပေါ့ဆိုလိုတာကအဲ့ဒီ astral plane ဆိုတဲ့နာမ်လောကထဲမှာကိုယ်ပါတွေနဲ့တွားတွေ့နိုင်တယ်လဲဆိုတဲ့အချက်ပဲဒီလိုစဉ်းစားကြည့်လေကျွန်တော်တို့နေနေတဲ့ဒီကမ္ဘာမှာကအရာရာဟာ dress wear အားတို့ရူပဝေဒစီးမြင်နေနဲ့တွားတာခံမှန်းလို့ရတယ်ဟိုဘက်နန်လောက်ကမှာကြတော့အဲ့ဒီလိုမဟုတ်ဘူးကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့စိတ်ခံစားမှုကပဲအရာရာကိုပုံဖော်တာကိုပြောနေရင်ပတ်ဝန်းကျင်ကလှပနေနိုင်တယ်လို့ကိုကြောက်နေရင်ထိတ်လန့်စရာတွေပေါ်လာနိုင်တယ်ပြီးတော့အရေးကြီးတာကအဲ့ဒီမှာကိုတယောက်တည်းရှိနေတာမဟုတ်ဘူးတခြားသောထက်သဝါတွေပုံကိုယ်တွေနဲ့လည်းတွေ့နိုင်တယ်လို့ဆိုကြအခုပြောမယ့်တတိယအန်ဒရေကတော့အားလုံးကအကြောက်ဆုံးလို့ပြောကြတဲ့အချက်ပဲအဲ့ဒါကတော့အစောကပြောခဲ့တဲ့ငွေရောင်ကြိုးကိုထိခိုက်နိုင်ခြေရှိတာပါပဲဆိုတော့မိစရာရှိတာကအဲ့အသက်ကြိုးလေးသာအားနေသွားရင်ဒါမို့အားလုံးစိုးရင်နေကြသလိုပြတ်သွားခဲ့ရင်ရောဘာဖြစ်သွားမလဲဒီဥစားတွေကိုယုံကြည်သူတွေဖို့တော့ဒါဟာဆုံးသက်ပဲရုပ်ခန္ဓာစီကိုဘလို့မှပြန်လာလို့မရတော့ဘူးလို့ဆိုလိုတာပဲတော်တော်လေးကြောက်စရာကောင်းတဲ့အသွေးတစ်ခုပါကဲအားလုံးကိုခြုံငုံပြီးတုံးထက်ကြည့်ရမယ့်အချိန်ရောက်ပါပြီဒီနေ့ပြောခဲ့တာတွေကလည်းဘာတွေကိုအဓိကမတ်သားကြတဲ့လဲဆိုပါကိုပြန်ကြည့်ပြီးတော့စဉ်းစားစရာမိကုန်းတစ်ခုနဲ့အဆုံးသတ်ကြရအောင်အဓိကမှတ်ထားမှာကတော့ဝိညာဉ်လွတ်တယ်ဆိုတာကိုအတိစိတ်ကခန္ဓာကိုယ်အပြင်ကိုခရီးထွက်တဲ့သဘောတရားတစ်ခုပေါ့အဲ့ဒီမှာဝေရောင်ကြိုးဆိုတာပြန်လာဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အသက်ကြိုးပဲဒါပေမဲ့ဒီအတွေ့အကြုံကစိတ်ပိုင်းဆိုင်ရာတော့ဝိညာဉ်ပိုင်းဆိုင်ရာမှာပါအန်ဒီရီရှိနိုင်တယ်ဆိုတာကိုတော့လေ့လာထားတဲ့ကျမ်းတွေအားလုံးကတညီညွတ်တဲ့သတိပေးကြတယ်ဒါဆိုရင်နောက်ဆုံးမေးခွန်းကတော့
လူရဲ့စူးစမ်းချင်စိတ်နဲ့တတိတရားအဲ့ဒီနှစ်ခုကြားကမင်းပန်းပန်းလေးကိုကျွန်တော်တို့ဘယ်လိုဆွဲကြမလဲစူးစမ်းလေ့လာမှုကဘယ်မှာဆုံးပြီးအန်ဒီရဲ့ကဘယ်ကနေစတာလဲဒါကတော့အားလုံးတဲ့စဉ်းစားစရာတစ်ခုဖြစ်ထားခဲ့ချင်ပါတယ်